はい、皆さん、こんにちは。私は、桜セスカジパンサテナンカが先生ワインペバレ。ဒီနေ့အားလုံးကိုပြောပြပေးမယ့်ခရမှာတော့ M4 level မှာပါတယ်ဘတ်တယ်ချီမိုင်းမတ်စတာနဲ့ဘတ်တယ်ချီမိုင်းမတ်ဆိုတဲ့ခရမှာစာကြောင်းလေးတွေနဲ့ပတ်သက်ပြီးတော့နည်းနည်းပြောပြမှာဖြစ်ပါတယ်ပထမဆုံးတစ်ခုကတော့ဘတ်တယ်ချီမိုင်းမတ်စတာဘတ်တယ်ချီမိုင်းမတ်စတာကဘယ်ချိန်မှာသုံးတာတော့ဆိုရင်အချင်းတစ်ခုခုကိုအားလုံးလုပ်ပြီးသွားပြီလို့ပြောတဲ့ချိန်မှာဘတ်တယ်ချီမိုင်းမတ်စတာနဲ့ပြောပြီးတော့ဘတ်တယ်ချီမိုင်းမတ်စကကြတော့အချင်းတစ်ခုအဲ့ဒီအချင်းကိုပြီးတဲ့အထိလုပ်ပါမယ်ပြီးအောင်လုပ်ပါမယ်လို့ပြောရင်တော့ဘတ်တယ်ချီမိုင်းမတ်ကိုသုံးမှာဒါကတော့ဘတ်တယ်ချီမိုင်းမတ်စတာနဲ့ဘတ်တယ်ချီမိုင်းမတ်ရဲ့ဝါရှာချက်ဖြစ်ပါတယ်အဲ့တော့ဘတ်တယ်ချီမိုင်းမတ်စတာနဲ့ဘတ်တယ်ချီမိုင်းမတ်ရဲ့ဘယ်ပုံလေးတွေပြောပြမှာနော်ဘတ်တယ်ချီမိုင်းမတ်စတာမှာဆိုရင်ဥပမာこの本は全部読んでしまいましたဆိုရင်ဒီစာအုပ်ကိုအားလုံးဖတ်ပြီးသွားပြီဆိုရင်ဒီစာကြောင်းမှာဆိုရင်ဒါဒီစာအုပ်ကိုအကုန်ဖတ်ပြီးသွားပြီပြီးတဲ့အထိဖတ်ပြီးသွားပြီဆိုတဲ့အဓိပ္ပာယ်ပြီးရင်နောက်တစ်ကြောင်းအနေနဲ့ဆိုရင်ကြတော့ナソヤスミのチクダイはもうやってしまいましたဆိုရင်ကြတော့နွေရာသီပိတ်ရဲ့အိမ်စာတွေကိုအားလုံးလုပ်ပြီးသွားပြီဆိုတဲ့အဓိပ္ပာယ်အဲ့ဒီမှာဆိုရင်လည်းပဲအိမ်စာတွေကိုသူကပြီးတဲ့အထိလုပ်ပြီးသွားပြီပေါ့နော်ဒီလိုမျိုးဟိုကအဆုံးထိလုပ်ပြီးသွားပြီအားလုံးပြီးအောင်လုပ်ပြီးသွားပြီဆိုရင်ဘတ်တယ်ရှိမိုင်းမတ်တာဆိုတဲ့ပတ်တန်နဲ့ပြောမယ်နောက်တစ်မျိုးဖြစ်တဲ့ဘတ်တယ်ရှိမိုင်းမတ်ရဲ့revon လေးတွေမှာဆိုရင်ကြတော့ထားပါတော့reporto は今晩書いてしまいますဆိုရင်အစီရင်ခံစာကိုဒီညပြီးအောင်ရေးမယ်လို့နောက်တစ်ကြောင်းこの仕事は今日やってしまいますဆိုရင်ကြတော့ဒီအလုပ်ကိုဒီနေ့ပြီးအောင်လုပ်မယ်ဒီလိုစာကြောင်းမျိုးဆိုရင်ကြတော့အစီရင်ခံစာကိုဒီညမပြီးအောင်ရေးမယ်လို့ဒီအလုပ်ကိုဒီနေ့ပြီးတဲ့အထိလုပ်မယ်ပြီးအောင်လုပ်မယ်လို့ဆိုတဲ့အဓိပ္ပာယ်ပါဒါလေးကတော့ဘတ်တယ်ရှိမိုင်းမတ်တာနဲ့ဘတ်တယ်ရှိမိုင်းမတ်ရဲ့ကွာခြားပုံကွာခြားနည်းဖြစ်ပါတယ်အခုနောက်ထပ်တစ်မျိုးကကြတော့ဘတ်တယ်ရှိမိုင်းမတ်တာရဲ့နောက်ထပ်အသုံးပြုပုံသုံးပြုနည်းပေါ့နော်ခုနကတော့ပြောတဲ့ဘတ်တယ်ရှိမိုင်းမတ်တာကကြတော့အရှင်တစ်ခုခုကိုအားလုံးလုပ်ပြီးသွားပြီဆိုတဲ့အဓိပ္ပာယ်အနေနဲ့ပြောတာအဲ့ဒါမဟုတ်ဘဲနဲ့ဘတ်တယ်ရှိမိုင်းမတ်တာကိုတခြားရှင်နေနဲ့သုံးရင်ကြတော့စကားပြောတဲ့သူဘက်ကနေပြီးတော့မှအမှားတစ်ခုခုကိုလုံလိုက်မိတဲ့အတွက်စိတ်မကောင်းပါဘူးလို့ဝမ်းနည်းတယ်လို့နောင်တရတယ်ဆိုတဲ့အဲ့ဒီလိုမျိုးခံစားချက်နဲ့အဲ့ဒီလိုအသုံးနှုန်းနဲ့သုံးရင်ကြတော့ဘတ်တယ်ရှိမိုင်းမတ်တာကိုလုံလိုက်မိပြီဆိုပြီးတော့ဘာသာပြန်ပြီးသုံးတယ်ပေါ့နော်ဥပမာအနေနဲ့ပြောရရင်ခန်းကြီးのチクダイを忘れてしまいましたဆိုရင်ကြတော့ခန်းကြီးရဲ့အိမ်စာလုပ်ဖို့ကိုမေ့သွားခဲ့တယ်လို့မေ့လိုက်မိတယ်လို့နောက်တစ်ခုタクシーに荷物を忘れてしまいましたဆိုရင်တက်စီပေါ်မှာအထုပ်ကိုမေ့ကြံလိုက်မိတယ်လို့ဒီလိုနေထားမျိုးတွေမှာဆိုရင်ဒါကတက်စီပေါ်မှာထုတ်ကြံတဲ့အတွက်စိတ်မကောင်းဖြစ်တာတို့ခန်းကြီးအိမ်စာမေ့သွားတဲ့အတွက်စိတ်မကောင်းဖြစ်တဲ့ဝမ်းနည်းတဲ့လေသံတွေပါတယ်ပေါ့နော်နောက်ထပ် example တစ်မျိုးကဆိုရင်တော့サイフを落としてしまいましたဆိုရင်ပတ်စံအိတ်ကိုจับပြောက်လိုက်မိတယ်ဆိုတဲ့ဒါမျိုးဆိုရင်သူ့အတွက်စိတ်မကောင်းဖြစ်တဲ့ဟာဝမ်းနည်းတယ်ဆိုတဲ့အတန်လေးနဲ့ပြောတာအဲ့ဒီလိုနေထားမျိုးဆိုရင်ကြတော့ဘတ်တယ်ရှိမိုင်းမတ်တာကိုလှုပ်လိုက်မိပြီဘတ်လိုက်မိပြီဆိုပြီးတော့သုံးမှာဖြစ်ပါတယ်အဲ့တော့အနည်းချုပ်ပြန်ပြောရရင်ကြတော့ဘတ်တယ်ရှိမိုင်းမတ်တာကသုံးပုံသုံးနည်းနှစ်မျိုးရှိတယ်ပထမတစ်ခုကကြတော့အရှင်တစ်ခုခုကိုအားလုံးလုပ်ပြီးသွားပြီလို့ပြောချင်ရင်ဘတ်တယ်ရှိမိုင်းမတ်တာနောက်တစ်ခုကကြတော့အမှားတစ်ခုကိုလုပ်လိုက်မိတဲ့အတွက်စိတ်မကောင်းပါဘူးလို့ဝမ်းနည်းတယ်လို့ပြောတယ်ဆိုရင်လည်းဘတ်တယ်ရှိမိုင်းမတ်တာအဲ့ဒီလိုနေထားမျိုးဆိုရင်တော့ဘတ်တယ်ရှိမိုင်းမတ်တာကိုလုပ်လိုက်မိပြီလို့ဘာသာပြန်တယ်နောက်တစ်ခုကကြတော့ဘတ်တယ်ရှိမိုင်းမတ်သူကဘတ်တယ်ရှိမိုင်းမတ်ကကြတော့အရှင်တစ်ခုကိုသူကပြီးတဲ့အထိလုပ်မယ်ပြီးအောင်လုပ်မယ်လို့ပြောတဲ့အခါမှာသုံးတယ်ပေါ့နော်ဒီဘတ်တယ်ရှိမိုင်းမတ်တို့ဘတ်တယ်ရှိမိုင်းမတ်တာတို့ရဲ့သင်ခန်းစာနဲ့ချိတ်ဆက်ပြီးတော့နောက်ထပ်ပြောချင်တဲ့တစ်ခုကကြတော့ listening တို့ဒီနေ့စဉ်စကားပြောနေချစ်ချောခိုင်းဝါတို့မှာကြတော့တဲရှိမိုင်း image တို့တဲရှိမိုင်းမတ်တာတို့ဒီ6ဖောင်လေးတွေနဲ့ပြောတယ်ပေါ့နော်အဲ့ဒီကောင်ကကြတော့ဘတ်တယ်ရှိမိုင်း image ဆိုရင်ဘတ်ချာ imageအမှမဟုတ်ဘူးဆိုရင်ဘတ်တယ်ချီမာဦးဆိုရင်ကြတော့ဘတ်ချာဦးဆိုတဲ့ဟာနောက်တစ်ခုကကြတော့ဘတ်တယ်ချီမာမတ်တာဆိုရင်ကြတော့ဘတ်ချတာဆိုပြီးပြောတယ်အဲ့ဒီမှာမှရှေ့ကတဲနဲ့မဟုတ်ဘဲနဲ့ဒဲနဲ့ဆိုရင်တော့ချအစားဘတ်ချတာတို့ဘတ်ချမဦးတို့အတိုင်းသုံးတယ်ပေါ့နော်အဲ့ဒီတော့ဒီနေ့ပြောပြသွားတဲ့ဘတ်တယ်ရှိမိုင်းမတ်တာရဲ့ဘတ်တယ်ရှိမိုင်းမတ်ရဲ့ကိုအားလုံးပဲနားလည်ကြမယ်လို့မျှော်လင့်ပါတယ်ပြီးတော့ဒီနောက်ဆုံးပြောလိုက်တဲ့ဘတ်တယ်ရှိမိုင်းမတ်တာတို့ဘတ်တယ်ရှိမိုင်းမတ်တို့6ဖောင်နေနဲ့သုံးတဲ့ချက်တာတို့ဂျတ်တာတို့ကလည်းအန်ဖိုရဲ့6ကိုင်းလေ့ကျင့်ခန်းတွေလုပ်တဲ့အခါမှာပါတတ်တယ်ပေါ့နော်はいဒါကြောင့်မလို့ဒီဗီဒီယိုလေးကိုကြည့်ရင်လည်းအားလုံးပဲနားလည်ပြီးတော့ထောက်ကူပြုမယ်လို့မျှော်လင့်ပါတယ်はい皆さん最後まで見てくれてありがとうございました